ခင်ဗျာတခါတလေမှာအကြောင်းပြချက်မရှိဘဲနဲ့တယောက်တည်းဝမ်းနေနေဘူးလားခင်ဗျာပေါ်မှာအရာအလုံးကပုံမှန်ပဲအလုပ်လည်းရှိရယ်တကယ်ရင်လည်းရှိရယ်နေ့ရက်တွေကလည်းပုံမှန်တိုင်းဖြတ်တန်းနေတယ်ဒါပေမဲ့ခင်ဗျာစိတ်ထဲမှာတစ်ခုခုလေးလံနေတယ်ဘာလို့မှလည်းစိတ်မဝင်စားခြင်းဘူးဘာကြောင့်မှတော့မသိဘဲနဲ့ခင်ဗျာစိတ်မကောင်းဖြစ်နေမိတယ်အဲ့ဒီအရာကို feeling blue လို့ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Hidden Theory Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ feeling blue ဆိုတဲ့ခန်းစားချက်ကဘာကြောင့်လူတွေမှာဖြစ်ပေါ်လာလဲဆိုရအောင်ပြပြပေးသွားမှာပဲဖြစ်ပါတယ် feeling blue ဒီစကားလုံးရဲ့နောက်ွယ်မှာရာစုနှစ်ပေါင်းများစွာတက်တန်းရှိခဲ့တဲ့သမိုင်းတစ်ခုရှိဘူးလေဗျရှစ်ခေတ်ပင်လယ်ကူးသင်္ဘောတွေမှာသင်္ဘောသားတယောက်တေဆုံးသွားတဲ့အခါတိုင်းမှာသင်္ဘောကစိတ်ကမ်းကိုပြန်ဝင်လာရင်အပြန်ရောင်လမ်းတစ်ခုကိုလွှင့်နေလေရှိတယ်လို့ဆိုကြတယ်အဲ့ဒီလမ်းကဒီသင်္ဘောပေါ်မှာဆုံးရှုံးမှုတစ်ခုခုဖြစ်ခဲ့တဲ့ဆိုတဲ့အဓိပ္ပာယ်ပဲဗျဝမ်းနည်းမှုလမ်းဆုံးမှုနာကျင်မှုဒီຢာတွေကိုကိုစားပြုတဲ့သင်္ကေတတစ်ခုဖြစ်ခဲ့ပါတယ်အခြေချလာတဲ့အမျှ blue ဆိုတဲ့အရောင်ကဝမ်းနည်းမှုရဲ့အရောင်တစ်ခုဖြစ်လာခဲ့တယ်နောက်ပိုင်းမှာတော့ feeling blue ဆိုတဲ့စကားလုံးကလည်းမွေးဖွားလာခဲ့ပါတယ်ဒါပေမဲ့ပိုစိတ်ဝင်စားဖို့ကောင်းတာကဘာကြောင့်လူတွေကတခါတလေမှာအကြောင်းရင်းမရှိဘဲနဲ့ဝမ်းနည်းနေကြတတ်တာလဲ philosophy တွေကတော့ပြောရပြလူအုံနောက်ကပျော်ရွှင်ဖို့ထက်ရှင်သန်ဖို့ပိုရေးကြည့်အောင်တိဆောက်ထားကြတာတဲ့ခင်ဗျားရဲ့အုံနောက်ကကောင်းတဲ့အရာတွေထက်မကောင်းတဲ့အရာတွေကိုပို့ပြီးတော့သတိထားတတ်တယ်ဘာကြောင့်လဲဆိုတော့ဗျာ evolution အရာ animal ကိုသတိမထားမိတဲ့သူတွေကအသက်မရှင်နိုင်ကြဘူးဒါကြောင့်အုံနောက်ကမကောင်းတဲ့အရာတွေဆိုရင်ပို့ပြီးတော့မှတ်မိတတ်တယ်ဒီဖြစ်စဉ်ကိုလည်း negative bias လို့ခေါ်ကြတယ်ဥပမာဗျာခင်ဗျားကိုလူ10ယောက်ကချီးကျူးတယ်ဒါပေမဲ့လူ1ယောက်ကတော့ခင်ဗျားကိုဝေဖန်တယ်ဒါပေမဲ့ခင်ဗျားကောင်းတဲ့မှာပြန်ကြားနေရတာကချီးကျူးတဲ့စကား10ခုမဟုတ်ဘူးဝေဖန်တဲ့စကားတစ်ခုပဲဒါကလည်းခင်ဗျားအားနေနေရတော့မဟုတ်ဘူးဗျာခင်ဗျားရဲ့အုံတော့ကအလုံးလုံးနေရပါပဲဒါပေမဲ့ဒီတဲ့ပိုထူးဆန်းတဲ့ fact တစ်ခုရှိသေးတယ်သူသနာတချို့ကတော့လူတွေဟာညဘက်ပိုင်းတွေမှာ feeling blue ဖြစ်ဖို့ပိုများတယ်နေဘက်တွေမှာအလုပ်တွေရှိရယ်အတန်တွေရှိရယ်လူတွေရှိရယ် notification တွေရှိရယ်ပြောချင်တာကတော့အာယုံလွှဲစရာတွေအများကြီးရှိတယ်ဗျာဒါပေမဲ့ညဘက်ရောက်လာတဲ့အခါမှာအရာအလုံးကတိတ်ဆိတ်သွားတယ်ပြီးတော့တစ်နေ့လုံးခင်ဗျားကိုဖိနှိပ်ထားတဲ့အတွေးတွေလေးလူရှုခံထားရတဲ့ခံစားချက်တွေမဖြေရှင်းရသေးတဲ့မေးခွန်းတွေအရာအလုံးကပြန်ပေါ်လာတတ်တယ်တစ်ခါလေမှခင်ဗျားကငါဘာဖြစ်ချင်နေရလဲငါဘာကိုလိုချင်တာလဲငါအခုသွားနေတဲ့လမ်းကရောမှန်ရဲ့လားစတဲ့မေးခွန်းတွေကညဘက်မှာပို့ပြီးတော့ကျဲလောင်လာတတ်တယ်ဒါကြောင့်လည်းခင်ဗျားဘာမှဖြစ်ပဲဝမ်းနေတယ်လို့ခံစားရတာကတင်တဲ့တော့မထူးဆန်းပါဘူးဗျာဒါပေမဲ့ feeling blue ဖြစ်တာနဲ့ depression ဖြစ်တာနဲ့မတူဘူးဗျာ feeling blue ဆိုတာကတော့လူတိုင်းကြုံရတဲ့ခဏတာစိတ်ခံစားမှုတစ်ခုပါပဲဒါပေမဲ့ဒီခံစားချက်ကရက်တွေကြာလာတယ်လတွေကြာလာတယ်ခင်ဗျားရဲ့အလုပ်ခင်ဗျားရဲ့ဆက်ဆံရေးတွေနေ့စဉ်ဘဝကိုထိခိုက်လာပြီဆိုရင်တော့ဒါဟာ feeling blue တဲ့ပို့တဲ့အရာတစ်ခုဖြစ်လာနိုင်ပါပြီဒါကြောင့်နောက်တစ်ခါဘာကြောင့်မှမသိပဲစိတ်မကောင်းဖြစ်နေတဲ့အခါခင်ဗျားကတခုခုမှားနေတာမဟုတ်ဘူးဗျာခင်ဗျားအားနေနေရလည်းမဟုတ်ဘူးခင်ဗျားဟာလူသားတစ်ယောက်ဖြစ်နေတာ